ကြတယ်မပြုတ်အောင်ဆန်းစပြေးမြဒီလိုဥပါချေဥပါဝင်းဒီလာဆက်မင်းတို့စောပါဘူးမင်းပါခိုင်းဒီလိုဦးမှန်ဟုတ်ကဲ့ဒီဆရာအနေနဲ့ပေါ့လက်ရှိဒီအာဇာနည်နဲ့ပတ်သက်လို့အမှားစကားနဲ့စတောင်းစကားလေးပြောပြပါဦးကျွန်တော်တို့စတောင်းရမယ်ဆိုရင်တော့ဒီအဆုံးသွားတဲ့အားလုံးကကောင်းကလူတွေလားပါစီပေါ့လေသူတို့ကဒီလိုဆုံးသွားတဲ့အတွက်ကြောင့်လေသူတို့ဘာပဲဖြစ်ဖြစ်စိတ်ထဲမှာရှိတာတော့သူတို့ကနတ်ပြည်ကိုရောက်မယ်လို့ကျွန်တော်ကအဲ့လိုပဲယူဆထားပါတယ်သူတို့နတ်ပြည်မှာလည်းအားလုံးကစုယုံနေရှိကြမှာပေါ့လေနောက်တစ်ခုကဒီလူငယ်တွေကိုမှာကျင်တာကတော့ဒီအာဇာနည်လေးဆိုတာမမေ့ဖို့အရေးကြီးတယ်မမေ့တာတဲ့ဘာကြီးဆိုတော့အာဇာနည်ကြီးတွေကဘယ်လိုသူတို့လမ်းပြသွားတယ်အဲလမ်းပြသွားတဲ့ဥစ္စာကိုလူငယ်တွေနဲ့လိုက်ဖို့အရေးကြီးတာဟုတ်နော်ဘာလို့ဆိုတိုင်းပြည်ကညီညွတ်ရမယ်စီလုံးရမယ်တိုင်းပြည်ရဲ့ဟိုရင်းကိုကျွန်တော်တို့ချစ်ခင်ရမယ်ဒါမှမနိုင်အရေးကြီးတယ်တိုင်းပြည်ချစ်တဲ့စိတ်ရှိရမယ်တိုင်းပြည်ကိုကြိုးပြရမယ်ဒါနောက်လာမဲ့လူငယ်တွေဟာဒီလူကြီးတွေချက်မှတ်သွားတဲ့ခေါင်းဆောင်ကြီးချက်မှတ်သွားတဲ့လမ်းစဉ်ကိုလိုက်ပြီးတော့ကတိုင်းပြည်ကိုကောင်းကျိုးပြုဖို့ကတော့အမှန်တန်အရေးကြီးတယ်ဆိုတော့ကျွန်တော်မှားချင်တာပါအစင်းကြီးမှာပဲဟုတ်ကဲ့ဆရာဦးရဆက်အနေနဲ့ကဆရာတို့ကိုဒီမြန်မာနိုင်ငံနဲ့ပတ်သက်လို့နိုင်ငံသားကောင်းတွေဖြစ်အောင်ဘယ်လိုမျိုးဆုံးမသွန်နေခဲ့တာလဲအမှတ်တရအရှိဆုံးစကားလေးပြောပြပါအောင်ဗျဆိုတော့ဦးရဆက်ကသူကကိုယ့်ရဲ့ဘာသာကတော့သူ့ရဲ့အစဉ်လာရပေါ့လေအစ္စလာမ်ဘာသာဒါပေမဲ့သူဟာဒီလူမျိုးမျိုးဘာသာမျိုးကိုသူကအမြဲတမ်းသွန်သင်ဆုံးမတာရှိတယ်သူ့เจ้าမှာဆိုလို့ရှိရင်ဟာလာဒီဘုရားဘာသာအများကြီးရှိတယ်ဆိုတော့မနေ့ဆိုလို့ရှိရင်သူကျောင်းတက်လို့ရှိရင်ကျောင်းသားတွေကဘာလို့ ရလဲဆိုဖျက်ရှိခွာဆိုတော့ဒါကဘာပြလဲဆိုတော့သူ့ရဲ့ဘယ်ပေါ့ခံယူချက်ကကိုဒါဘာသာရေးဆိုတာကကိုယ့်ရဲ့တူတယောက်ရဲ့ယုံကြည်ခြင်းနဲ့လုပ်ကြတာဘူးချို့တွေကြလို့ရှိရင်လည်းအစဉ်လာကြောင်းယူရတာလေးရှိတာပေါ့လေဆိုတော့ဒါမဲ့သူကဘာဖြစ်လဲဆိုတော့ဒီလူတွေကိုသူကအမြဲတမ်းကောင်းတာပဲတင်တယ်လူရှိစိတ်ရှိဖို့တင်တယ်နောက်ပြီးတော့တိုင်းပြည်ကိုချစ်ရမယ်ဆိုတော့ဒါမှမတိုင်းအေးကြည့်တယ်ဒီဘာသာရင်းဆိုတာကတပိုင်းဒါသူ့ရဲ့ခုနကကျွန်တော်ပြောလို့ပေါ့လေဒါလူတယောက်ရဲ့ရင်းပေါ့သူ့ရဲ့ယုံကြည်ရာပေါ့လေဒါလောက်ကြတာပေါ့လေဆိုတော့ဒါပေမဲ့လည်းတိုင်းပြည်ကိုတော့အရေးကြီးတယ်သူကတိုင်းပြည်ကိုဘယ်လိုဒီပြုဆောင်သွားတယ်လဲနော်ဘယ်လိုလုပ်သွားတယ်လဲအဲ့တော့ဒီမှာရှိတဲ့လူတွေကိုလူနည်းစုဆိုတာကိုသူ့အနေနဲ့ကရင်းကိုတတ်မနေစေခြင်းပဲနဲ့လူများစုနဲ့ပေါင်းပြီးတော့တိုင်းပြည်ကိုကောင်းကျိုးတွေလုပ်ဖို့အဲ့ရှင်ကတော့လွတ်လိုက်ရေးပေါ့လေလွတ်လိုက်ရဖို့သူဘယ်လိုစူးစမ်းရတယ်ဆိုတာကိုနောက်သားတွေသိစေချင်တယ်ကျွန်တော်မိသားစုကတော့အဲ့ရှင်ငယ်သေးတာဟုတ်ဒါပေမဲ့သူပြောသွားတဲ့စကားတွေသူသွားရေးထားတဲ့စာတွေကနေတော့ကျွန်တော်တို့ပညာပေးတာပေါ့ဆရာဒီအစံနဲ့ပတ်သက်လို့နောက်ဆုံးပြောချင်တာဗာများရှိပါဦးမလဲဒီနေ့တော့ဘာမှထွေထူးမှမရှိပါဘူး69နှစ်ပြည့်ခဲ့ပြီကျွန်တော်အစိုးရအဆက်ဆက်လေးကျွန်တော်တို့ကြုံခဲ့ပြီအဲ့တော့အခုဒီသမရလက်ထက်မှာဒီမျိုးတစ်မျိုးတစ်ပုံထူလာတာလေးရှိတာပေါ့လေဆိုတော့အဲ့အရာလေးတွေရှိတာပေါ့ဆိုတော့အဲ့အရာလေးတွေကလည်းကျွန်တော်တို့အတွက်အားလုံးအတွက်ကဒီဥစ္စာညီညွတ်နဲ့လုပ်ပြီးတဲ့အတွက်ကြောင့်ဒီအစိုးရကိုလည်းကျွန်တော်တို့ကျေးဇူးတင်နေမှာပေါ့လေဒီနေ့ဆိုလည်းဒုတိယသမရကိုယ်တိုင်လာပြီးတော့အာဇာနည်ခေါင်းဆောင်ရဲ့တာသမီတွေကိုတွေ့ရနှုတ်ဆက်တယ်ဆိုတော့ဒါတွေကထူးခြားတာကိစ္စတွေပေါ့ဟုတ်ကဲ့အခုလက်ရှိဒီနှစ်မှာပြန်ဆွဲဖို့အားလုံးကအတင်းတန်းနှိုးဆော်တာတွေတောင်းဆိုတာတွေရှိတယ်ဒီပေါ်ဆရာအနေနဲ့ဗာများမှတ်ချက်ပြုဖို့ရှိပါမလဲဒါတော့အရင်တော့အစဉ်လာရှိခဲ့တာပဲအစဉ်လာရှိတော့ဒီဥစ္စာတော့လိုရမှာပေါ့လေဆိုတော့သူကတိုင်းနဲ့ပြည်နယ်လိုက်ကွဲကြတာတွေရှိတယ်ပေါ့ area တိုင်းဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ကဒီအိုးဆွဲတာနောက်ခေါင်းဆောင်ကြီးရဲ့ဓာတ်ပုံတွေကိုချိန်တယ်သူတို့ရဲ့အကြောင်းတွေကိုအများသိအောင်လို့ပြောတယ်အဲ့လိုပြောတယ်ပေါ့လေခုနကလည်းဝင်းကြီးချုပ်နဲ့တွေ့တယ်ဝင်းကြီးကလည်းအဲ့လိုပြောတယ်အဲ့တော့သူတို့ကဘာလဲဆိုတော့ဒီတမိုင်းဆိုတာမိထောက်လို့မရဘူးဆိုတာကိုယုံကြည်ချက်တွေရှိတာပေါ့လေဆိုတော့ကျန်တဲ့တိုင်းနေပြည်နယ်တွေကလည်းဒီလိုလုပ်မယ်ဆိုလို့ရှိရင်တော့အားလုံးတွေပြည်ဖဲဖြစ်သွားတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်